ကျွန်တော်မိမဖောက်ပြန်နေပါတယ်ဒီစကားကိုပြောထွက်ဖို့ကျွန်တော်အတွက်အရန်ခက်ခဲခဲ့ပါတယ်ကျွန်တော်တို့ကငငယ်ကလေးကချစ်ခဲ့ကြတာပါကျောင်းမှာဆက်တွေ့ကြတယ်တက္ကသိုလ်မှာချစ်သူတွေဖြစ်ခဲ့ကြတယ်ဘဝကိုအတူတူရုန်းကန်တိဆောက်ပြီးမှလက်ထပ်ခဲ့ကြတာပါကျွန်တော်ဘဝမှာသူမှလွဲပြီးဘသူကိုမှမချစ်ခဲ့ဘူးသူကလည်းကျွန်တော်အပေါ်အဲ့ဒီလိုပဲလို့အမြဲတမ်းယုံကြည်ခဲ့တာဒါပေမဲ့လွန်ခဲ့တဲ့လအနည်းငယ်လောက်ကစပြီးအရာအလုံးပြောင်းလဲသွားတယ်။သူကအရင်လိုကျွန်တော်ကိုဂရုမစိုက်တော့ဘူး။အလောက်ကပြန်လာရင်အရင်လိုပြေးထွက်ပြီးကြိုးဆိုတာမျိုးမရှိတော့ဘူး။ညစာကိုအတူတူစားဖြစ်တဲ့ရက်တွေနဲလာတယ်။ဖုန်းကိုလည်းအမြဲတမ်းလက်ကချတော့ဘူး။ကျွန်တော်အနားသွားလိုက်ရင်ဖုန်းကိုမှောက်ချလိုက်တာမျိုးဒါမှမဟုတ်အခန်းထဲကိုဝင်သွားတာမျိုးတွေလုပ်လာတယ်။ကျွန်တော်စပြီးတန်တရားဝင်လာတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာညှင်းဆန်နေတော့ပဲမဟုတ်တော့ပါဘူးငါအတွေးလွန်နေတာပါသူအလုပ်မှာပင်ပန်းလို့နေမှာပါဆိုပြီးကိုအချိန်ချင်းဖြေသိမ့်ခဲ့တယ်ကျွန်တော်တို့ကြားကဆက်ဆံရေးကိုပြန်ပြီးတိဆောက်ဖို့စူးစမ်းခဲ့တယ်သူ့ကိုအပြင်ခေါ်သွားတယ်သူကြိုက်တတ်တဲ့ပစ္စည်းလေးတွေဝယ်ပေးတယ်အရင်ကထပ်ပိုးပြီးအချိန်ပေးဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့သူကတော့ကျွန်တော်နဲ့ပို့ပြီးဝေးကွာသွားသလိုပဲတရက်တော့ကျွန်တော်မနေနိုင်တော့ဘူးသူရေချိုးနေတဲ့အချိန်မှာသူ့ဖုန်းကိုယူကြည့်လိုက်မိတယ် password နဲ့ lock လုပ်ထားတယ်ဒါပေမဲ့ notification bar မှာပေါ်နေတဲ့ message တစ်ကြောင်းကကျွန်တော်ကဘာကြီးကိုပြိုလဲသွားစေခဲ့တယ်မောင်းကိုအရန်လွမ်းနေပြီးတဲ့ပို့ထားတဲ့သူကသူနဲ့အတူအလုပ်လုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်အဲ့ဒီနေ့ကကျွန်တော်ဘာစကားမှမပြောနိုင်ခဲ့ဘူးရင်ဘတ်ထဲမှာစိုးနစ်နေပြီးအသက်ရှူလို့တောင်မဝတော့ဘူးကျွန်တော်ယုံကြည်ကိုးစားခဲ့ရတဲ့ကျွန်တော်ဘဝတစ်ခုလုံးကိုပုံအပ်ထားခဲ့တဲ့မိန်းမကကျွန်တော်ကြောကိုဓာတ်နဲ့ထိုးလိုက်တာပဲညဘက်တွေမှာကျွန်တော်အိတ်မပျော်တော့ဘူးမျက်လုံးမှိတ်လိုက်တိုင်းအဲ့ဒီစာသားတွေကပြန်ပေါ်လာတယ်သူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေကိုစိတ်ထဲမှာမြင်အောင်ပြီးယူမတက်ခံစားရတယ်ကျွန်တော်ဘာဆက်လုပ်ရမလဲသူ့ကိုဖွင့်မေးလိုက်ရမလားဖွင့်မေးလိုက်ရင်သူဝန်ခံပါမလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့အိမ်အောင်ရေးကအဲ့ဒီမှာပဲအဆုံးသတ်သွားမလားကျွန်တော်တို့မှာသားသမီးတွေသာရှိခဲ့ရင်ဒီလောက်ခံစားရမှာမဟုတ်ဘူးလားကလေးတွေမျက်နှာကိုထောက်ပြီးခွင့်လွှတ်ပေးလိုက်ရမလားအတွေးတွေပေါင်းစုံနဲ့ကျွန်တော်ခေါင်းတွေပောက်ကွဲထွက်မတက်ပဲကျွန်တော်သူ့ကိုမေးခဲ့တယ်ပထမတော့သူညင်းတယ်ကျွန်တော်ဖုန်းထဲက message အကြောင်းပြောပြတော့မှသူမျက်ရည်တွေကျပြီးဝန်ခံခဲ့တယ်သူတို့ကြားမှာဘာမှအတိုင်းထွာမလွန်သေးဘူးလို့တော့သူပြောတယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာအရာသူကဟိုလူဘက်ကိုပါသွားပြီးကျွန်တော်အတွက်တော့ဒါကလည်းဖောက်ပြန်မှုတစ်ခုပါပဲကျွန်တော်အယမ်းနာကျင်ရတယ်ကျွန်တော်ဘာတွေများမှားခဲ့လို့လဲကျွန်တော်သူ့ကိုဂရုမစိုက်ခဲ့လို့လားကျွန်တော်မှာဘာလိုအပ်ချက်တွေရှိနေခဲ့လို့လဲကျွန်တော်ကိုကျွန်တော်အချိန်ချင်းမေးခွန်းထုတ်ခဲ့တယ်သူ့ကိုလည်းမေးခဲ့တယ်သူကကျွန်တော်အပေါ်မှာအပြစ်မရှိပါဘူးတဲ့သူကိုယ်တိုင်မှားသွားတာပါတဲ့ကျွန်တော်တို့နှစ်ယောက်ကြားမှာတိတ်ဆိတ်မှုတွေပဲကြီးစိုးနေခဲ့တယ်စကားပြောဖို့စ조사တိုင်းရန်ဖြစ်ပြီးအဆုံးသတ်သွားတယ်သူကကျွန်တော်ကိုခွင့်လွှတ်ဖို့တောင်းပန်တယ်နောက်တစ်ခါဘယ်တော့မှဒီလိုအမှားမျိုးမဖြစ်စေရဘူးလို့ကတိပေးတယ်ဒါပေမဲ့ကျွန်တော်ရင်ထဲကအနာကလွယ်နဲ့ကြက်နိုင်ပါမလားကျွန်တော်သူ့ကိုချစ်တုံးပဲဒါပေမဲ့အရင်လိုယုံကြည်မှုမျိုးနဲ့ပြန်ချစ်နိုင်ပါမလားဆိုတာတော့မသေးကြဘူးဒီအိမ်အောင်ရေးကိုရှေ့ဆက်ဖို့အတွက်ကျွန်တော်ဘယ်လိုအားမွေးရမလဲအရာအလုံးကိုမေ့ပစ်လိုက်ပြီးအစားကနေပြန်စားဖို့ဆိုတာဖြစ်နိုင်ပါမလားဒီလိုအခြေအနေမျိုးကိုကြုံဖူးတဲ့သူတွေရှိရင်ကျွန်တော်ကိုအကြံဉာဏ်ပေးကြပါဦးကျွန်တော်ဘာဆက်လုပ်တင်လဲကွာရှင်းလိုက်တာကအကောင်းဆုံးအဖြေလားဒါမှမဟုတ်အခွင့်အရေးတစ်ခေါက်ထပ်ပေးကြည့်တင်လားကျွန်တော်တကယ်ကိုလမ်းပြောက်နေပါတယ်ဒီလိုအဖြစ်အပျက်တွေဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးဖြစ်ပျက်နေနိုင်ပါတယ်။အိမ်အောင်ရေးဆိုတာနှစ်ယောက်အတူတူတိဆောက်ရတာပါ။တစ်ယောက်ကဖျက်ဆီးလိုက်ရင်ကျန်တစ်ယောက်ကပြန်တိဆောက်ဖို့ဆိုတာအရန်ကိုခက်ခဲပါတယ်။အဓိကကတော့ရိုးသားမှုနဲ့ယုံကြည်မှုပါပဲ။ဒီနှစ်ခုသာပျက်စီးသွားပြီဆိုရင်ဘလောက်ပဲချစ်ကြတယ်ပြောအကွဲကြောင်းတွေကတော့ကြံနေမှာပါပဲ။ကျွန်တော်သူ့ကိုတကယ်ပဲချစ်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်ရဲ့အချစ်ထက်အမုန်းနဲ့နာကျင်မှုတွေကပိုပြီးကြီးစိုးနေတဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုကျွန်တော်ကိုယ်တိုင်လည်းမသိတော့ပါဘူးတခါတလေကြာရင်ဒီတိုင်းကြီးပျောက်ကွယ်သွားခြင်းစိတ်တွေတောင်ပေါက်လာတယ်ဒါပေမဲ့ကျွန်တော်ဘဝကိုဒီလိုအဆုံးသတ်လို့မဖြစ်ဘူးလေကျွန်တော်အားတင်းပြီးရင်ဆိုင်ရမှာပါကျွန်တော်ဘဝအတွက်ကျွန်တော်အနာဂတ်အတွက်ကျွန်တော်မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချရမှာပါခွင့်လွှတ်ခြင်းဆိုတာပြောတော့သာလွယ်တာတကယ်တမ်းခွင့်လွှတ်ဖို့အတွက်ကိုယ်တိုင်ကအင်အားတွေအများကြီးမွေးရအောင်မှာပါကျွန်တော်အခုချိန်မှာအိမ်အောင်ရေးအကြံပေးပညာရှင်တွေနဲ့တိုင်ပင်ဖို့စဉ်းစားနေပါတယ်ကျွန်တော်တို့နှစ်ယောက်တည်းရှင်းလို့မရတဲ့ပြဿနာကိုတတိယလူတစ်ယောက်ရဲ့အကူအညီနဲ့ဖြေရှင်းကြည့်ခြင်းနဲ့ဒါကကျွန်တော်တို့အိမ်အောင်ရေးအတွက်နောက်ဆုံးခွင့်ရေးဖြစ်နိုင်ပါတယ်
ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုကျွန်တော်ပြောချင်တာကတော့ကိုယ့်ရဲ့လက်တွဲဖော်အပေါ်မှာအမြဲတမ်းရိုးသားပါယုံကြည်မှုကိုဘယ်တော့မှအလွဲသုံးစားမလုပ်ပါနဲ့တခဏတာတာယာမှုအတွက်တဘောအလုံးစာနောင်တရစရာတွေမဖြစ်ပါစေနဲ့အိမ်အောင်တစ်ခုတိဆောက်ဖို့နှစ်ပေါင်းများစွာအချိန်ယူရပေမဲ့ပြိုလဲဖို့အတွက်ကတော့အချိန်ခဏလေးပါပဲကျွန်တော်ရဲ့ဇလန်းကတခြားသူတွေအတွက်သင်ခန်းစာတစ်ခုဖြစ်ခဲ့မယ်ဆိုရင်ကျေနပ်ပါတယ်ကျွန်တော်လိုမျိုးနာကျင်ခံစားနေရတဲ့သူတွေရှိရင်လည်းတယောက်တည်းမဟုတ်ဘူးဆိုတာသိစေချင်ပါတယ်အားတင်းထားပါအချိန်ကအရာအလုံးကိုကုစားသွားပါလိမ့်မယ်တကယ်လို့များတင်ကိုယ်တိုင်သို့မဟုတ်တင့်ပတ်ဝန်းကျင်မှာစိတ်ပိုင်းဆိုင်ရာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီးအကူအညီလိုအပ်နေတယ်ဆိုရင်ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးဖို့မရှက်ပါနဲ့အကူအညီတောင်းခံခြင်းကတင့်ကိုပုံမခိုင်မာစေပြီးမှန်ကန်တဲ့လမ်းကိုရှာတွေ့အောင်ကူညီနိုင်ပါတယ်အရာအလုံးအဆင်ပြေသွားမှာပါကျွန်တော်ရဲ့ရင်ဖွင့်စကားတွေကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်